And when I grew up, I was born in a home that doesn't have the perfect atmosphere. So ကျွန်တော်ကြီးပြင်းလာတဲ့အိမ်ကတော့ရန်ကောင်းမွန်တဲ့လေထူးရှိတဲ့အိမ်တော့မဟုတ်ပါဘူး So my father is very rich. ကျွန်တော်အဖေကတော့အရန်ချမ်းသာတဲ့လူတစ်ယောက်ဖြစ်တယ် Yeah, but he's very busy and he have no time for our family. သူကအရန်အလုပ်လုပ်တဲ့အခါမှာကျွန်တော်မိသားစုအချိန်မပေးနိုင်ခဲ့ပါဘူး And in the past, my parents always arguing, fight all the time. So ကျွန်တော်ရဲ့အတိတ်မှာဒီမိဘအနှစ်ယောက်ကအမြဲတမ်းရန်ဖြစ်နေရ So my father go this way, my mom go that way. So ကျွန်တော်အဖေကနောက်တစ်လမ်းသွားရင်ကျွန်တော်အမေကနောက်တစ်လမ်းကိုသွားပါတယ် And they grew up with the broken heart. So ကျွန်တော်ကဒီနှလုံးသားကြိုးပွဲချိန်မှချင်း I would say my house was a broken house. So ကျွန်တော်ပြောလို့ရပါတယ်ကျွန်တော်အိမ်ကတကယ်ကိုကြိုးပွဲချိန်မှချင်းနေတယ် So when I turned about like 13 to 14 years old, So ကျွန်တော်73-14နှစ်ပြည့်တဲ့ခါမှာ I start to like smoke, ကျွန်တော်စပြီးတော့မှစိတ်လေးတောက်လာတယ် drink, အရက်တွေတောက်တက်လာတယ် and do yaba. ဒီမူးစီပါလေးစသုံးလာတယ် Okay. Same word Oh, that the same word. Yeah Oh, this is the same word. Because I heard that the production is across the border, right? Yeah but same word Same word, right? Yaba. Yaba So I tried so many bad things. So ကျွန်တော်ပြစ်အများကြီးလုပ်တယ်မကောင်းတဲ့အရာအများ And ကြီးလုပ်တယ် also fighting a lot. ကျွန်တော်ဒီကဒီမှာလည်းဂျာပြီးသွားပြီးချကြတယ် You know, when I entering, I believe it's 10th grade. ဆိုတော့10တန်းဆိုတဲ့အတန်းကိုရောက်တဲ့အချိန်မှာ My parents sent me to America. ကျွန်တော်အမိဘတွေကကျွန်တော်ကိုအမေရိကကိုပို့လိုက်ပဲ Because if I stay in Thailand, I would get worse. ဘာလဲဆိုတော့သူတို့သိတယ်ကျွန်တော်ထိုင်းမှာနေလို့ရှိရင်ဒီထက်ပိုဆိုးလာမှာ I ဆိုတာ don't really actually study. I party, go out at night at very late. ကျွန်တော်အညတကောင်ထိတိုင်အောင်ကအမြဲတမ်းသွားပြီးတော့ night club တွေသွားတယ်သွားပြီးတော့ကဲတယ်ပြီးတော့စားလည်းမလုပ်ဘူး And I believe that a lot of men here understand my life. So ကျွန်တော်ယုံကြည်တယ်ဒီမှာရှိတဲ့အမျိုးသားတွေတော်တော်များကျွန်တော်ရဲ့ဘဝကိုနားလည်မယ်ဆိုတာ Especially like some people around here. ဒီသူတို့ပြင်ဒီရှေ့ကအမျိုးသားတွေပေါ့နော် Yeah, I can tell this man. ကျွန်တော်ပြောရတဲ့ဒီအမျိုးသားတယောက်ပါ This man understand me. သူကကျွန်တော်အရင်နားလည်နေရဆိုတော့ကျွန်တော်သိလိုက်ရပါတယ် And then I was really deep into those temporary happiness. So ကျွန်တော်ကတကယ်ကိုပဲခဏတာပျော်ရွှင်ခြင်းထဲမှာနစ်မြုပ်နေရဖြစ်တယ် And when I was in America, So ကျွန်တော်အမေရိကရောက်တဲ့ခါမှာ I was a troublemaker. ကျွန်တော်ကအရန်ဆိုးသွမ်းတဲ့လူတစ်ယောက်ဖြစ်တယ် I always bring trouble to myself. ကျွန်တော်ကပြဿနာရှာတယ်ကိုကိုလည်းပြဿနာရှာတယ် I even tried to sell drug in America. So အမေရိကမှာဘာဖြစ်လဲဆိုတော့ကျွန်တော်မူရစေဝါကိုတိုင် And အောင် I ရောင်း got လိုက်တယ် very bad depression. ပြီးတော့မှ depression တွေအများကြီးရတယ်စိတ်ဓာတ်ကျခြင်းတွေ I ရတယ် tried to commit suicide. ကျွန်တော်ကိုတက်တဲ့အဆုံးစီရင်မှုစူးစမ်းတယ် My life was like hell on earth. တကယ်တော့ကျွန်တော်ရဲ့ဘဝငရဲကဘာဘဝ Can we have a big hand for David La? ဒါဖြစ်အဒေးဗလာတော့လက်ခုပ်ပြီးကြပါ David La. And in about 2011, So 2011ခုနှစ်ရောက်တဲ့အခါ this one ladies came to my life and preached the gospel of Jesus Christ to me. Lady A woman. So အမျိုးသမီးတစ်ယောက်ကကျွန်တော်ဘဝထဲမှာရောက်လာပြီးတော့မှယေရှုဖခင်ရဲ့ကယ်တင်ခြင်းသတင်းစကားကိုကျွန်တော်စီကိုလာပြောတယ် And she just like, God love you, Jesus love you. သူကဘာလာပြောလဲဆိုတော့ယေရှုသင်ကိုချစ်တယ် Come to church, come to ဖခင် church. သခင်ဖခင်ကြောင့်လာခဲ့ပါ Come to church. ဖခင်ကြောင့်လာခဲ့ပါ Jesus can help you. ယေရှုကသင်ကိုကယ်လို့ရတယ် Jesus can heal your ယေ heart. ရှုကသင်ရဲ့နှလုံးသားကို Jesus can set you free from all the drug ယေရှု addiction. ကသင်ရဲ့ချုံနှောင်ခြင်းတွေလုံးစွာနဲ့သင်ကိုလွတ် Jesus မြောက်ပေးနိုင်တာဖြစ် can တယ် forgive your sins. ယေရှုကသင်ကိုအပြစ်ဖြေလို့ပေးနိုင်တာ And I ဖြစ် just တယ် like, all right, I just go to church. So အဲ့ခါမှာကျွန်တော်ကဖခင်ကြောင့်ပဲဒီတိုင်းသွား And လိုက် on that day, that night was Christmas service. So အဲ့ညဘာလဲဆိုတော့ Christmas ညဖြစ်တယ် Do you know Christmas service? Christmas သိကြပါလား Right, the whole church like have like a decoration. So ဖခင်ကြောင့်တစ်ခုလုံးကလှပစွာပြုပြင်ထားတယ် Right, they have like a little house for a little Jesus baby. So သူတို့အဲ့မှာယေရှုဆိုပြီးတော့အိမ်လေးနဲ့ဆောက်ထားတယ် And there's someone wear like a fake beard and walk like Jesus. So ဒီ You know what I'm talking about. ကျွန်တော်ပြောတာနားလည်မယ်ထင်တယ် And when we went to that meeting, So ကျွန်တော်အဲ့ကိုသွားတဲ့ခါမှာ the pastor was standing in the pulpit. တင်းအောင်ဆရာတယောက်ကဒီအစင်ပေါ်မှာရက် And နေ the တယ် pastor say, ပြီးတော့သူကဘာပြောလဲဆိုတော့ anyone in this room have ever done bad thing before? So သူကစမေးတယ်ဒီခန်းထဲမှာမကောင်းတဲ့အရာတွေကိုလုပ်ခဲ့ဘူးတဲ့လူရှိပါသလားဆိုပြီး Have you ever cursed? တင်းတို့ဆဲဘူးပါသလား Have you ever lied?
တင်လိမ်မှုပါလား I was sitting in the back. I really want to raise my hand. တကယ်တော့ကျွန်တော်ဟိုအနောက်မှာထိုင်မြဲတကယ်ကျွန်တော်လက်မြောက်ချင်နေ In my heart, it's like it's me. I was the really worst people in this room. ကျွန်တော်နှလုံးသားထဲမှာတကယ်ငါဒီခန်းထဲမှာငါအ Has ဆိုးဆုံးပါ anyone တည် ever committed sexual sins like fornication? Committed fornication? ဆိုဒီခန်းထဲဆရာကလည်းထပ်မေးတယ်ဒီခန်းထဲမှာကိလေသာပြုခဲ့တဲ့လူတယောက်ရှိပါလား I was like me. ဆိုကျွန်တော်ပြောချင်တယ်ကျွန်တော်ပါ Has anyone ever like fight people? ဆိုဒီမှာသူထပ်မေးပါတယ်ဒီမှာ Me. ထားကြပါလား Has anyone ever be addicted of any kind of drug? ဆိုမွေးစေးပါဆွဲသုံးတဲ့လူရှိပါလား I said like me. ကျွန်တော်လည်းပြောချင်တယ်ငါပါ And then the pastor said, ဒါပေမဲ့ဆရာကပြောတယ် the wages of sin is death. ဆိုအပြည့်အဖို့ခါတည်ခြင်းဖြစ်တယ်လို့ဆရာပြောပါ But the gift of God is eternal life through Jesus Christ. ဒါပေမဲ့ယေရှုဖျားအဖြစ်ပေးလိုက်တဲ့ကယ်တင်ခြင်းကကျွန်တော်ရဲ့အသက်တာထာဝရအတွက်ဖြစ်ပါ For တယ် God so loved the world. ဘာလဲဆိုဖျားသခင်ကကို So လောကကိုအရင်ချစ်တဲ့အတွက် he gave his only begotten son. ဖျားသခင်ကယေရှုကိုတပါးရောသားတဲ့ယေရှုဆေလွတ်ခဲ့ဖြစ်တယ် Whoever believe in him will not perish but will live eternally. သူ့ကိုယုံကြည်သောသူအပေါင်းတို့ကမပြည့်စည်ဘဲနဲ့အသက်ကထာဝရအသက်ကိုရပြီးကယ်တင်ခြင်းကိုရတာ And the pastor say, anyone in here need Jesus to save you? ဆိုတော့အဲ့ဒီချိန်မှာဆရာကနေပြီးတော့မှဒီခန်းထဲမှာယေရှုကိုတင့်အသက်တာထဲမှာကယ်တင်ဖို့လိုအပ်ပါသလားဆိုတော့ Anyone in here ever done bad thing in their life? ဆိုတော့ဆရာမေးတယ်ဒီနေရာမှာဒီခန်းထဲမှာရှိတဲ့လူမကောင်းတဲ့ຢာတွေလုပ်ခဲ့ပွဲလူရှိပါသလားလို့မေးပါတယ် Tonight, ဒီညမှာ Jesus want to set you free. ယေရှုခရစ်တော်အသင်ကိုကယ်တင်ခြင်းပါလေ Jesus want to forgive your sins. ယေရှုဖျားအသင်အပြစ်ကိုဖြေလွတ်ခြင်းပါတယ် And I was in the back. I raised my hand. အဲ့ချိန်မှာကျွန်တော်ကအနောက်မှာရှိပြီးတော့ကျွန်တော်လက်မြောက်လိုက် And ပါတ when ယ် I raised my hand, I looked to the left and I looked to the right. No one raised my hand with me. ကျွန်တော်အဲ့မှာလက်မြောက်ပြီးနောက်မှာဘယ်ဘက်ကြည့်နေညာဘက်ကြည့်ဘယ်သူမှလက်မ So ထောင်ပါ I ဘူး was thinking, အဲ့ချိန်မှာကျွန်တော်စဉ်းစားတယ် was I only one that the bad guy here? ဆိုတော့ကျွန်တော်စဉ်းစားဟာငါတယောက်တည်းပဲအပြစ်တွေပဲလုပ်နေရလား Like no one ever done bad thing at အာ all. ဒီခါနဲ့မှရှိဘယ်သူမှအပြစ်မလုပ်ကြဘူးလား So I was like, all right, I'm gonna stand up, and I walk from the back of the church to the front. ဆိုတော့အဲ့ချိန်မှာကျွန်တော်ဆုံးဖြတ်လိုက်တယ်ကျွန်တော်မတ်တရပြီးတော့မှဟိုးရှေ့ This ကို is ဆက် happening သွားလို about က် like 12 years ago. ဒါက12နှစ် 13 လွန်ခဲ့တဲ့ years ago. 73နှစ်တုန်းကဖြစ်တယ် I was like teenager, 20 something, ကျွန်တော်ကနှုတ်ပြတဲ့အရွယ်တစ်ခုမှာ and I was have a gold hair, ကျွန်တော်က blonde hair, သပင်ကလည်းရွှေအောင်ဆိုးထားပေးပါတယ် a big pierce, ပြီးတော့မှငကက်အကြီးလည်းတက်ထားပါတယ် you know, and have like wear the tank top like a Korean movie, Korean singer, tank top. tank top You know tank top, right? yeah ဘယ်လိုပြောမလဲ Tank top. ကျူဒါမဲ့ယောက်ျားလေးဝတ်တယ်ပေါ့နော်စွတ်ကျဲလိုမျိုး Yeah, ဝတ်ထားပါတယ် and they wear like four layer of shirts. ပြီးတော့မှကျွန်တော်အဲ့အပေါ်မှာအင်ကြီးလေးထပ်တောင်ထပ်ထား Yeah, တယ် and have like a how to say it, chain, ပြီးတော့ကျွန်တော်ချိန်နေလည်းပတ်ထားပါတယ်ပေါင်းပြီးမှာ and you know spray a lot of perfume. ပြီးတော့မှရင်မွေးတွေအများကြီးဖြန်းလာတယ် And then I walk from the back to the front, ဆိုတော့ကျွန်တော်အဲ့ချိန်မှာအနောက်ကနေပြီးတော့ကျွန်တော်အရှိကိုတက်လာတယ် and I kneel myself down. ပြီးတော့ကျွန်တော်ဒူးထောက်တယ်အရှိမှာရောက် And တော့ the pastor say, ပြီးတော့ဆရာကပြောတယ် God will change your life. You will never be the same again. ဘုရားသခင်ကသင်ရဲ့အသက်တာကိုပြောင်းလဲပြီးသင်ကဘယ်တော့မှမတူညီတဲ့လူတစ်ယောက်ဖြစ် And လာ I တယ် start to pray the sinner prayers. ဆိုတော့ကျွန်တော်ကအဲ့ဆူတောင်းပေးခြင်းကိုကျွန်တော်လက်ခံခဲ့တယ် So I say slowly, word by word from my heart. ဆိုတော့ကျွန်တော်တစ်လုံးချင်းစီကိုကျွန်တော်ရဲ့နှလုံးသားထဲကနေပြီးဝန်ခံလိုက်တယ် It's so beautiful moment. အဲ့ဒါအရန်လာပါတဲ့အချိန်ကာလဖြစ်တယ် And when I finish praying, ဆိုတော့ကျွန်တော်ဆူတောင်းပြီးတဲ့အချိန်မှာ when I open my eyes, ကျွန်တော်မျက်လုံးဖွင့်လိုက်တဲ့အခါမှာ I see a lot of hand, stand around me. Like I was kneeling down, like 4 people having a hand laying ဆို on တော့ me. ကျွန်တော်ကဒီမှာဒူးထောက်နေတဲ့အခါမှာကျွန်တော်မျက်လုံးဖွင့်လိုက်တဲ့အခါမှာဟာဒီ It's လူလေး almost က like ပတ်ပြီးတော့မှသူ့ကိုလက်တင်ဆူတောင်းပေး It နေတယ် remind me of a Chinese movie. ဆိုတော့ကျွန်တော်အဲ့ဘာတတိယစေရုပ်တရုတ်ရှင်နေတယ်လို့မျိုးကျွန်တော်သွားတတိယ Like when they have a power from their hand or something. So- So they put a power on my hand. ဆိုတော့သူတို့ရဲ့ power တွေနဲ့လက်တွေတင်ပြီးတော့မှဆူတောင်းပေးတယ် They place their hand on me. They're like da 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 but da ဆို da တော့ da. သူတို့အခြားတော့ဘာတကနေလက်ကိုတင်ပြီးတော့မှဆူတောင်းပေးနေ And the pastor cry. ပြီးတော့မှအဲ့ဆူတောင်းပေးတဲ့တင်းဆရာစပြီးငိုလာပဲ And there are women in the church cry for me. ပြီးတော့အမျိုးသမီးတွေကလည်းငိုကြွေးပြီးကျွန်တော်ဆူတောင်းပေး And နေ they ပါ say congratulations. ဘာပြောလဲဆိုဝမ်းသာပါတယ် Congratulations. ဝမ်းသာပါတယ် Congratulations. ဝမ်းသာပါတယ် And I didn't know what it is. ကျွန်တော်အဲ့မှာနားမလည်ခဲ့ပါ I ဘူး did not understand. ကျွန်တော်တကယ်နားမလည်ခဲ့ပါဘူး But I remember that day when I left church, ဒါပေမဲ့ကျွန်တော်မှတ်မိတယ်အဲ့ညဘုရားကျောင်းပြီးရဲ့နောက် I start to sense something different in my heart. ကျွန်တော်လုံးသားထဲမှာထူးခြားတဲ့အရာရှိနေ That's ပြီ a ဆိုတော့ကျွန်တော်သိလိုက် strange တယ် experience. အဲ့ဟာထူးခြားတဲ့ experience ပါ I went to the nightclub.
ကျွန်တော် night club ကိုသွားတယ် you know, and try to drink again. ပြီးတော့ကျွန်တော်စူးစမ်းပြီးအရက်သွားတောက်တယ် It's really strange because usually when I drink, I feel happy. ဆိုတော့ဘာထူးခြားလဲဆိုတော့တကယ်တော့ပုံမှန်တောက်နေတဲ့အချိန်မှာကျွန်တော်အယံဝမ်းမြောက်တယ်ဒါပေ And မဲ့ I don't want to go home like 1 a.m., 2 a.m., 3 a.m., 4 a.m. I still want to drink and party. I'm really happy. 2 နာရီ 3 နာရီအထိကိုနေပြီးတော့မှဆက်ပြီးတောက်ချင်နေတယ်အယံပြောတယ် after I receive Jesus, ဒါပေမဲ့ယေရှုကိုလက်ခံပြီးညောင်းမှာ when I drink, ကျွန်တော်တောက်လိုက်တဲ့အချိန်မှာ I want to sleep. ကျွန်တော်အိတ်ချင်တယ် There's something wrong with the alcohol. ဟာတခုခုပဲဒီအရက်မှာတခုခုဖြစ်နေပြီ I think alcohol is a fake alcohol. ဒါအရက်ကအရက်သူဖြစ်လောက်မယ် Right? So I order the new model. Say, I want a real one. ဘူးတစ်ကိုမှာပြီးတော့မှတောက်တယ် And when I drink, တောက်လိုက်တဲ့အချိန်မှာ I don't feel good. ကျွန်တော်ခံစားရမကောင်း When I smoke, ကျွန်တော်စိတ်လေးတောက်တဲ့အချိန်မှာ I don't feel good. နေလို့မကောင်းတော့ And since then, I start to go out at night less and less and less. It's အဲ့ဒီ weird. စပြီးတော့မှကျွန်တော်ညဖက်ထွက်တာတွေကတဖြည်းဖြည်းနဲ့အောင်နေလာပါတယ် And the sexual sin is not fun anymore. အဲ့ဒီကိလေသာပြုတ်တဲ့အပြစ်ကိုကျွန်တော်လုပ်တဲ့အခါမှာမပျော်တော့ဘူး And now, အဲ့ချိန်မှာ at that time, I feel that there are heavy burden lift off my shoulder. ကျွန်တော်ရဲ့ကြောမှာတင်ထားတဲ့လေးနေတဲ့ဘောတွေကအကုန်လုံးလွတ်တယ်သွားပြီဆိုတာကျွန် So တော်ခံ if စား I give you a 50 kilogram of rice on your back, ဆိုတော့အကယ်၍ကျွန်တော်ကတင်းပခုံးပေါ်မှာကီလို50တန်စံထုတ်ကြီးကိုတင်မေးရတဲ့အခါမှာ and I let you carry that 50 kilogram bag for 2 hours, အဲ့လေးနေတဲ့စံထုတ်ကြီးကိုမှ2နာရီလောက်ကျွန်တော်တင်းကိုလမ်းလျှောက်ခိုင်းမယ်ဆိုရင် would you be heavy? အဲ့လေးတင်းတော့လေးမှဟုတ်တယ်မလား Right? And after 2 hours, if someone lift that bag off your body, would you be free? ဆိုတော့အဲ့2နာရီနောက်ပိုင်းနောက်တစ်ယောက်ကနေပြီးတော့တင်းစီကနေယူသွားရှင်မှာကျွန်တော်တင်ပေါ့ပါမှာမဟုတ်ဘူးလား I truly feel that in spirit. အဲ့ဟာဝိညာဉ်ထဲမှာကျွန်တော်တကယ်ခံစားရပါတယ် And then I start to become a Christian. ပြီးတော့အဲ့နောက်ပိုင်းကျွန်တော်ခရစ်ယာန်တစ်ယောက်ဖြစ်ပါ Okay, let's have a big hand clap for Jesus. ယေရှုပဲလက်ခံကြည့်ပါ Jesus. Now, ဒီချိန်မှာ I was walking with the Lord in the first 5 years as a Christian. ဆိုတော့ကျွန်တော်ကခရစ်ယာန်အသက်တာအနေနဲ့9နှစ်လောက်ရှောက်လန်းလာခဲ့ပါတယ် So I tried to be a good Christian. ဆိုတော့ကျွန်တော်စူးစမ်းပြီးတော့ကောင်းသောခရစ်ယာန်ဖြစ်ဖို့အတွက်ကျွန်တော်စူးစမ်းခဲ့ပါတ I ယ် tried to live according to the Word of God. ဆိုတော့ကျွန်တော်နှုတ်ကပတ်တော်ရကျွန်တော်စူးစမ်းပြီးနေထိုင်ခဲ့ပါတယ် And I try and I try and I try. ကျွန်တော်စူးစမ်းတယ် I went to the class after class after class. ကျွန်တော်အတန်းတစ်ခုပြီးတက်ခဲ့ပါတယ် And I heard the Word of God saying that love your enemy. ဆိုတော့ကျွန်တော်နှုတ်ကပတ်တော်တစ်ခုကြားလိုက်တာတင်းရဲ့ရန်သူကိုတင်ချစ်ပါဆိုပြီးပြောလာခဲ့ပါတယ် And pray, bless to the someone who persecute you. ဆိုတော့တင်းကိုညှဉ်းပန်းနှိပ်စက်တဲ့လူတွေအတွက်ကိုတောင်းပေးပါဆိုပြီးကျွန်တော်နှုတ်ကပတ်တော်ကြားလာပါတယ် If someone slap you in the face, ဆိုတော့အကယ်၍နောက်ဒီလူတစ်ယောက်ကတင်းကိုပါရိုက်ခဲ့မယ်ဆိုရင် you need to turn another, ဆိုတော့နောက်တစ်ဖက်ကိုလဲပေးပါဆိုပြီးတော့မှတီးလာတာ right? ဟုတ်တယ်မလား And I heard the word, ဆိုတော့အဲ့ဒီနှုတ်ကပတ်တော်တွေကိုကျွန်တော်ကြားလာပါတယ် but I cannot do. ဒါပေမဲ့ကျွန်တော်မလုပ်နိုင်ပါဘူး If someone slap me here, အကယ်၍ကျွန်တော်ပါရိုက်ဒီမှာပါရိုက်မယ်ဆိုရင် I will be like, hallelujah. ဆိုဟာလေလုယာဆိုရင်နောက်တစ်ဖက်သူ့ကိုပြန်ရိုက်ပေးမှာဖြစ်ပါတယ် You know, သိလား we use the 5-4 ministry. I'm ဆိုတော့ sorry. 5-4 ministry ဘလုံးနဲ့လမ်းငါးချောင်းပေါ့နော် Harabakatatara. So I try to do what the word of God say. ဆိုတော့ကျွန်တော်စူးစမ်းပြီးတော့မှနှုတ်ကပတ်တော်တွေကအရာတွေကျွန်တော်စူးစမ်းပြီးကျင့်ကြံခဲ့တယ် But it's not easy. ဒါပေမဲ့မလွယ်ကူပါဘူး And Jesus teach that when you look at the woman with the lustful heart. ဆိုတော့ယေရှုကပြောတယ်အကယ်၍မျိုးသမီးတစ်ယောက်ကိုမကောင်းတဲ့အကြံစီနဲ့ကြည့်မိရင်ဆိုရင် If you do that, you already commit a fornication, sexual sins. အဲ့လိုမျိုးကြည့်မိခဲ့ရင်မျိုးသမီးတစ်ယောက်အဲ့လိုမျိုးကျူးလွန်တဲ့စိတ်နဲ့ကြည့်မိခဲ့ရင်လည်းကျူးလွန်လို့ပဲ And I try to follow that. ဆိုတော့ကျွန်တော်စူးစမ်းပြီးတော့အဲ့ပြောတဲ့အတိုင်းလိုက်လျှောက်ခဲ့ I cannot. ဒါပေမဲ့ကျွန်တော်မလုပ်နိုင်ပါဘူး It's so hard. ရမ်းခက်ခဲပါတယ် Imagine if you walk in Paragon. Paragon If you walk in Pavilion Mall, Pavilion Mall မှာသွားပြီးလမ်းလျှောက်တဲ့တဘောပေါ့ right? And you see a beautiful woman, ပြီးတော့မျိုးသမီးလှလှပပလေးတစ်ယောက်ကိုကျွန်တော်တွေ့တဲ့အခါမှာ right? You can go with your wife. တင်ရလဲတင်မျိုးသမီးနဲ့သွားတာဖြစ်နိုင်တယ် You walk with your wife, သူဝင်လမ်းလျှောက်တယ် and you don't look anything. Just only look at your wife only. တော့လမ်းလျှောက်တယ်လမ်းလျှောက်ပေမဲ့သူမျိုးသမီးကိုပဲကြည့် Because sometimes when a woman walk by, အဲ့တခါတလေတချို့မျိုးသမီးကလမ်းဖြတ်လျှောက်လာတယ် in the past, Ayan. my eyes look
and my brain think. ဆိုတော့အရင်တော့ဆိုရင်ကျွန်တော်ကကြည့်ပြီးတော့ကျွန်တော်စဉ်းစားတယ် So being a Christian to follow the teaching of Jesus is so hard. ဆိုတော့ခရစ်ယာန်တယောက်အနေနဲ့ယေရှုသင်ကြားပေးတဲ့အရာကိုလိုက်လုပ်တတ်ဖို့ကအရန်ခက်ခဲတယ် I know that I saved by grace through faith. ဆိုတော့ကျွန်တော်သိတယ်ယုံကြည်ခြင်းအားဖြင့်ယေရှုတော်ကိုခံစားရတယ်ဆိုတာ Not by the good work. ကိုစူးစမ်းပြီးတော့မှဒီအရာကိုရတာမဟုတ်ဘူးဆိုတော့ကျွန်တော် There's none of the good work that can save me. ဘာလဲဆိုစူးစမ်းခြင်းကကျွန်တော်ကိုကယ်တင်တာမဟုတ်ပါဘူး But when you are saved by grace, ဒါပေမဲ့ယေရှုတော်အားဖြင့်ကျွန်တော်တို့ကယ်တင်ခြင်းခံရတဲ့ you အခါ would မှာ reflect the light of His goodness. ဘာကျွန်တော်တို့ဒီသူ့ရဲ့ယေရှုဖျားရဲ့အလင်းကိုပြန်ပြီးလင်းမေးတာဖြစ်တယ် I might have a clean hand, ကျွန်တော်ကတန့်ရှင်တော့လက်တစ်ခုရှိမယ် but who can clean my dirty heart? ဒါပေမဲ့ဘသူကတင်းရဲ့တန့်ရှင်တင်းရဲ့နှလုံးသားကိုတန့်ရှင်းမိနိုင်ပါလဲ And the Bible teaches us to do the Great Commission. ဆိုတော့ Great Commission. ဆိုတော့နှုတ်ကပတ်တော်ကအမှုကြီးမားသောစေခိုင်းချက်ကိုပြုဖို့အတွက်ပြောထားတယ် This is a command. It's a command of Jesus. သူအဲ့ဟာကယေရှုဖျားရဲ့စေခိုင်းချက်တစ်ခုဖြစ်တယ် So every Christian cannot be like the Lord. I don't want to do it. ခရိယန်တော်များဖျားသခင်ကိုတော့ကျွန်တော်မလုပ်ချင်ဘူးလို့ပြောလို့မရဘူး Because Jesus is the one who commands. ဘာလို့လဲဆိုယေရှုကအမိန့်ပေးထားတာဖြစ်တယ် Everyone must go out to the world and preach the gospel to all creation. ဘာလဲဆိုယေရှုမှာခဲ့တဲ့စကားမှာကတဘာလုံးပတ်ပြီးတော့မှဖျားသခင်ရဲ့ကောင်းမြတ်ကြောင်းကိုပြောဖို့ And everyone must be a disciple. ပြီးတော့ဖျားသခင်တပည့်တော်တွေဖြစ်ဖို့အတွက်ဖျားသခင်မှာ But you know what happened? ကြောတာဖြစ်တယ် When I try to preach the gospel, I feel so shy. ဆိုတော့တကယ်တော့ကျွန်တော်နှုတ်ကပတ်တော်ဝင်ကားအချိန်မှာကျွန်တော်အယမ်းရှက်ပါတယ် When I go see people, ကျွန်တော်လူတွေတွေ့တဲ့အချိန်မှာ back in the times, ဟိုအရင်တော့ I say like Jesus is good, ယေရှုကောင်းတယ်နော် and the guy said like Buddha is good. သူကလည်းပြန်ပြောတယ်ဗုဒ္ဓဖျားလည်းကောင်းတယ် I နော် say Jesus is good, ကျွန်တော်ပြောတယ်ယေရှုကောင်းတယ် Muhammad is good, မူဟာမတ်ကလည်းကောင်းတယ် Dalai Lama is good, ဒါမှလည်းကောင်းတယ် and I try to preach, but it's hard. ကျွန်တော်စူးစမ်းပြီးတော့မှတရားဟောတဲ့အတိုင်းမှာအရင်ခက်ခဲပါတယ် There's no such a moving fire burning power for me to do things for God. ကျွန်တော်စီမှာဒီကြီးမားတဲ့တောက်လောင်မှုတွေဖျားမှုအတွက်ပြုဖို့အတွက်ကြီးမားတဲ့တောက်လောင်မှုတွေမရှိနေဘူး That was my first 5 years of being a Christian. ဆိုတော့ကျွန်တော်ရဲ့ခရစ်ယာန်အသက်တာပထမ9နှစ်မှာကျွန်တော်ဖြတ်ကျော်လာတာဖြစ်တယ်အဲ့နောက်ပိုင်းမှာ I ran away from God. ကျွန်တော်ဖျားတဲ့ခင်ကနေဝေးတဲ့နေရာကိုကျွန်တော်ထွက်ပြေးတယ်တကယ် I talk to myself. ကျွန်တော်ကိုယ့်ကိုပြောတယ် I'd rather be a Buddhist. ကျွန်တော်ဗုဒ္ဓဘာသာဖြစ်တာကောင်းပါတယ်ဆိုပြီး Buddhist is easy teaching. ဗုဒ္ဓဘာသာသင်ကြားမှုအရင်လွယ်ပါတယ် Buddhists never teach us to love enemy. ဗုဒ္ဓဘာသာသင်ကြားမှုကတင်းရဲ့ရန်တို့ချစ်စရာမလိုပါဘူး Buddhists say that just don't revenge. ဗုဒ္ဓဘာသာသင်ကြားမှုကကလေးစားပဲမချေဖို့တင်ပေးရတယ် Someone do bad to you, you just stay still, don't ဆိုတော့အ revenge. ကယ်တယောက်တစ်စုံတစ်ယောက်တင်းကိုတစ်ခုလုပ်မယ်ဆိုလို့ရှိရင်တင်းဘာမှပြန်မတုံ့ပြန်ပါနဲ့ငြိမ်ငြိမ်လေးပဲနေပါလို့ပြီးတင်ပေးရ And Buddhists teach that don't sleep around ဆိုတော့ဗုဒ္ဓ with ဘာသာ another woman. ဗုဒ္ဓဘာသာကဘာတင်ပေးလဲကိလေသာမကျူးလွန်ဖို့အတွက်တူလို့တင်ပေးတယ် You see, the standard is lower than Jesus. ဆိုတော့တကယ်တော့သူတို့ရဲ့အဆင့်တန်းကယေရှုရဲ့အဆင့်တန်းထက်ပိုနေ But Jesus say you have to love your enemy. ဒါပေမဲ့ယေရှုကဘာပြောလဲဆိုတော့တင်းရဲ့ရန်သူကိုချစ်ပါလို့ပြောတယ် And sexual sins start from the heart. ပြီးတော့ကိလေသာအပြစ်ကနှလုံးထဲကနေစတာဖြစ်တယ် So I say I'm going to become a Buddhist ဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်ကဘာပြောလဲဆိုတော့ No more, ဗုဒ္ဓ no ဘာသာ more. ပဲဖြစ်တော့ပါမယ် because I feel like I cannot do. ဘာဖြစ်လဲဆိုကျွန်တော်ခံစားရတယ်ကျွန်တော်မလုပ်နိုင်ဘူးလို့ And I was run away for like couple years. ဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်အဲ့9နှစ်နောက်ပိုင်းမှာကျွန်တော်ရှောက်ပြေးတယ် Almost died. တေခါနီးပဲ Got so many trouble. ခက်ခဲတွေများစွာကြုံတွေ့ရတယ် And when my life was going down, like down to almost going to the land of the death, ဆိုတော့ကျွန်တော်ဘဝဘယ်လောက်ထိဆိုးသွားလဲဆိုတော့တေခါနီး God တေခါ called နီး me ဖြစ်ပါတယ် back again to the church. ဒါပေမဲ့ဘုရားသခင်ကကောင်းမြတ်တယ်ကျွန်တော်ကိုဘုရားကျောင်းထဲကိုပြန်ခေါ်လာ But this time, ဒါပေမဲ့ဒီအချိန်မှာ on the first day that I came back to church, since 2 years that I never gone to church, So, I come to the church first time. ဆိုတော့နှစ်လောက်ဘုရားကျောင်းမတက်ဘဲနဲ့ပြန်လာတဲ့ပထမအဆုံးအချိန်မှာ On that night, အဲ့ညမှာပဲ on that night, အဲ့ညမှာပဲ on that night, အဲ့ညမှာပဲ I went into the Holy Spirit revival meeting. ကျွန်တော်ကဝိညာဉ်တော်ဖွင့်ပြခြင်းဆိုတဲ့ revival meeting တခုကိုတွားရောက်သွား So ဖြစ်တယ် first time when I went to church, I went to the Christmas. ဆိုတော့ကျွန်တော်က
ဖျားကြောင်တက်တဲ့အချိန်မှာကျွန်တော် Christmas about the gift of God through Jesus. ဆိုဖျားသခင်ရဲ့လက်ဆောင် The savior of the world. လက်ဆောင် The savior of the world. ကဘာကိုကယ်တင်ရှင် But the second time that after I ran away, I went to the church and I hear the theme of the Holy Spirit. ဆိုကျွန်တော်ဖျားကြောင်ကနေဝေးပြီးပြန်ရောက်တဲ့ပထမတစ်ခါမှာကျွန်တော်ဘာကြားလဲဆိုဝိညာဉ်တော်နဲ့ပတ်သက်တဲ့အရာကိုကြားလာတယ် So I was like, who is Holy Spirit? ကျွန်တော်စပြီးသမီးရဲ့ဝိညာဉ်တော်ဆိုဘာလဲ Is Holy Spirit is the bird? ဝိညာဉ်တော်ငှက်လား Because when Jesus would do the water baptism, ဘာဖြစ်လဲဆိုနှုတ်ကပတ်တော်မှာယေရှုကနှိမ့်ချင်ခံတဲ့ခါမှာ there is a bird. ဝိညာဉ် Is he a bird? ငှက်တကောင် And why do I need him? Why do I need the Holy ဆို Spirit? ကျွန်တော်စတင်မိလိုက်ဘာလို့ကျွန်တော်ဝိညာဉ်တော်လိုအပ်ပါလဲ And on the meeting, the preacher talked about Holy Spirit changed his life. Holy Spirit healed the sick. Holy Spirit give him the wisdom to make wealth. He talked about Holy Spirit, everything about Holy Spirit. ဆိုတော့အဲ့အစည်းအဝေးမှာဒီဆရာကနေပြီးတော့ဘာပြောလဲဆိုတော့ဝိညာဉ်တော်အဖြစ်ကျွန်တော်အသက်တာပြောင်းလဲခြင်းတက်တည်တွေဝန်ခံတယ်ဝိညာဉ်တော်အဖြစ်ဉာဏ်ပညာတွေရရှိတယ်ဆိုဝန်ခံတယ်ဝိညာဉ်တော်အဖြစ်အရာမှုတော်အမှုလုံးစုံကို तू တက်ဆွမ်းနိုင်ခဲ့ဆိုတဲ့အရာကို तू ကတက်တည်ခိုင်းတယ် And the preacher said like when you become a Christian, you're supposed to be free from drug, from everything. ဆိုတော့အဲ့ဆရာကဘာပြောလဲဆိုတော့တင်ကခရစ်တော်ရရှိရဲ့နောက်ပိုင်းမှာတင်ကဒီအမှုအပြစ်တွေအလုံးစုံကနေတင်ကလွတ်မြောက်ပြီးဖြစ်တယ် Because in John 8, the Bible said, "Whom the Son set free shall be free indeed." ဆိုတော့ယောဟန်ခန်းကြီး8ထဲမှာဗာရေးထားလဲဆိုတော့တားတော့အပြစ်လွတ်ပေးတဲ့သူကတကယ်ကိုအပြစ်လွတ်ခြင်းကိုခံစားရတယ်ဆိုတော့ရေးထားဖြစ်တယ် But how come ဒါပေမဲ့ဘယ်လိုလဲ I still lust after women? ကျွန်တော်ကကိလေသာမကျူးလွန်နိုင်သေးဘူး How come I still have a weird thought? ဘာလို့ကျွန်တော်ကအဲ့လိုမျိုးအတွေးတွေးနေရလဲ How come I cannot stop watching pornography? ကျွန်တော်အပြာကားတွေကြည့်တာကိုရက်လို့မရသေးဘူး How come? ဘယ်လိုဖြစ်တာလဲ Why I'm not free? ဘာလို့ကျွန်တော်မလွတ်မြောက်နိုင်သေးရလဲ I'm a Christian. ကျွန်တော်ခရစ်ယာန်မှာ Whom the Son set free shall be free indeed. It doesn't true. It's not true. ဘာလို့လဲဆိုကျွန်တော်ကခရစ်တော်ရရှိပြီးလွတ်မြောက်တဲ့သူဖြစ်တယ်ဒါပေမဲ့ဒီຢာတွေကိုကျွန်တော်မလွတ်မြောက်နိုင်သေးဘူးဘာလို့လဲ But if you read in the book of John 16, ဒါပေမဲ့ယောဟန်16မှာဖတ်ကြည့်လိုက်တဲ့အခါမှာ right now, ခုချိန်မှာ Jesus is not on earth. ယေရှုကဒီကမ္ဘာပေါ်မှာမရှိပါ Where ဘူး is Jesus right now? ယေရှုကဘယ်မှာရှိပါလဲ He is on the right hand of the Father. ယေရှုကဘုရားသခင်ရဲ့လက်ရတော်မှာရှိပါ Right now, he is standing on the right hand of the Father, praying for us in Malaysia. ယေရှုကဘုရားသခင်ရဲ့လက်ရတော်မှာရှိပြီးတော့မှသင်တို့အတွက်ဆုတောင်းပေးနေတယ် And where is the Father? ဆိုတော့ခမဲတော်ဘုရားဘယ်မှာရှိပါ The Father, his presence everywhere, right? ဆိုတော့ခမဲတော်ဘုရားရဲ့ဖြစ်ခြင်းကအကုန်ဒီနေရာတိုင်းမှာရှိတယ် But according to the Bible, he's with the Lord Jesus. ဆိုတော့ဒါပေမဲ့နှုတ်ကပတ်တော်အားဖြင့်ရေးထားတဲ့အရာမှာယေရှုနဲ့အတူရှိနေရတယ် Because Jesus told the disciple that I'm going to leave this earth, I'm going to go see my Father. ဘာလို့လဲဆိုတော့ယေရှုကတမန်တော်တွေကိုပြောခဲ့တယ်ကျွန်တော်ငါကမ္ဘာပေါ်ကနေပြန်သွားပြီးတော့မှကောင်းကင်နိုင်ငံမှာအဖဖျားနဲ့အတူသွားရှိနေမယ်လို့ပြောခဲ့တာဖြစ်တယ် So which how to say so who is God that are present among us? ဆိုတော့အဲ့အချိန်မှာကျွန်တော်မေးမယ်ဒီမှာကျွန်တော်တို့နဲ့အတူရှိနေရဲ့ဘုရား Because Jesus is so far away. ဘာလို့လဲဆိုတော့ယေရှုဘုရားအဝေးပဲနော် Yes, someday he's going to come back to judge the earth. तू ကတရက်မှာကမ္ဘာကိုပြန်လာခဲ့မှာဖြစ်တယ် Very soon. မကြခင်မှာ But right now Jesus is so far away. ဒါပေမဲ့အခုလောဆယ်မှာတော့ယေရှုကအရင်ဝေးနေတာဖြစ်တယ် The Father is so far away. ခမဲတော်ဘုရားလည်းအရင်ဝေးနေတာဖြစ်တယ် So sometimes when we pray, we have to look at the sky. Jesus, you are so far away. ဆိုတော့ဒီခါလေးကျွန်တော် Can you hear me? ကောင်းကင်ကြည့်ပြမှာ I need your help. ကျွန်တော်ကြားပါလား In the book of John 16, Jesus said that I will go see my Father, but when I go see my Father, I will send a helper. He is the same kind as me. ဆိုတော့ယေရှုကဘာယောဟန်ခန်းကြီး16မှာပြောခဲ့လဲဆိုတော့ကောင်းကင်ကိုပြန်တက်မယ်ဒါပေမဲ့တင်တို့နဲ့အတူဥပိ္ပစေစရာဟိုလွတ်ပေးခဲ့မယ်လို့ And I ပြောခဲ့ will တယ် send this person, the same kind as me. He's God to live in you and live amongst you. ဒီပုဂ္ဂိုလ်ကတင်တို့ဖို့တင်တို့အတွင်းထဲမှာတင်တို့နဲ့အတူရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ် His name ပြီးတော့ဒီပုဂ္ဂိုလ်ရဲ့အမည်က is Holy Spirit. တန်ရှင်တော်ဝိညာဉ်တော်ဖြစ်တယ် You cannot see him.
တင်းသူ့တွေ့နိုင်မှာမဟုတ်ပါဘူး You cannot see him. တင်းသူ့တွေ့နိုင်မှာမဟုတ်ပါဘူး But according to the word of God, right now, ဒါပေမဲ့နှုတ်ကပတ်တော်အားဖြင့်ဒီချိန် when I am talking to you, ကျွန်တော်နေတို့စကားပြောနေတဲ့အချိန်မှာ when you are sitting here, တင်းတို့ဒီမှာထိုင်နေတဲ့အချိန်မှာ he is around you. သူကတင်းတို့နဲ့အတူရှိနေ